Hi everyone, this is Yamim. I'm PGY2 Family Medicine resident. So today, I want to share something very important. If you can take USMLE step 3 before you start residency. Passing step 3 is let you focus on at your practice, and then learning during residency. Now, residency size solution entirely there are learning long hours say not a quite new system new system learning everything thoroughly studying it's much harder than before. Studying during residency is much harder than before. Strong comment if you can take USMLE step 3 before study residency. Now, I go update you share update him update you may update she but I'm also up to date need I don't evidence-based guideline တွေပါတယ်။နောက် treatment algorithm တွေပါတယ်။နောက်ပြီးတော့ medication dosing တွေပါတယ်ဆိုတော့လေအဲ့ဒီ app ကအမြဲတမ်းသုံးတယ်။my most used app ပဲ။တခါတလေကြာလို့ရှိရင်ကျတော့ဒီဒါပေမဲ့တချို့ program တွေကကျတော့ up to date ကိုမပေးပေမဲ့လေif your program give you access use it if not it's still worth it it's very reliable ပဲဆိုတော့ယမင်းကတော့ up to date ကိုသုံးတယ်မစေးရအစလွယ်တယ်ပေါ့နော်လို့ခံစားရတယ်အဲ့ဒါကြောင့်သုံးတာနောက်တစ်ခုကယမင်းဘာသုံးလဲဆိုတော့နောက်တစ်ခုကကျတော့ Dynamic ကကြတော့သူက up to date လို့မျိုးပဲဒါပေမဲ့ तू က up to date ထက်စားလို့ရှိရင် concise ဖြစ်တယ် concise ပဲနောက်ပြီးတော့လေခါကြလို့ရှိရင်အချိန်မရတော့ဘူးဟာငါအဖြေအမြတ်လို့ချင်နေပြီဒီဟာအတွက်ဘာလုပ်ရမလဲဘာညာဆိုလို့ရှိရင်ကြတော့ရင်းမြအဲ့ဆိုရင်ရှင် Dynamic သုံးတယ် Dynamic ကအရင်မြန်တယ်ပေါ့နော်သူ summary လေးတွေပေါ့နော်ဆို strong evidence summary ပဲဆိုတော့အဲ့ဒီ up to date နဲ့ Dynamic က my most used app ပဲနောက်တစ်ခုက medication အတွက်ဆိုတချို့တွေကဘာသုံးလဲဆိုတော့Hippocrates သုံးတယ်ပေါ့ယမင်းက medication အတွက်လည်း up to date ပဲသုံးတယ် up to date ထဲမှာပဲmedication dosage တွေပါရှာလိုက်တာပေါ့နော် Hippocrates ကကြတော့လေ first year တော့ sign နဲ့လုပ်ဖူးတယ်တိလားဒါပေမဲ့လေ I don't know how to use it properly ဆိုတော့လေစစ်ထဲမှာမဖွင့်ပြဘူးရှိနေမသုံးပြဘူးဆိုတော့ second year ကျတော့ तू ကမသုံးပြတော့ဘူးပေါ့နော်ဒါပေမဲ့လေ तू ကကောင်းတာတွေရှိရလို့တော့ပြောရဲဆိုတော့ဒီအခုနောက်နှစ်ကြာလို့ရှိရင်ဒီတက်ရရောက်ရင်ပေါ့နော်ပြန်ပြီးတော့ sign နဲ့လုပ်မယ်လို့စဉ်းစားထားတယ်သူတို့ပြောတာကတော့လေ drug interaction ကို check လုပ်လို့ရတယ်တဲ့ပြီးရခါကျတော့ပေါ့နော် quick dosing information ရတယ်ပေါ့နော်ပြီးတော့ pill တွေပေါ့နော်ခါကြရင်တချို့တွေကလေသူတို့ဆေးတွေကိုဘာတောက်ထားthat patient does not know ပေါ့နော်ဘယ် medication တော့မသိဘူးဆိုလို့ရှိရင်ကြတော့ तू က pay identifier ပါတယ်လို့ပြောတယ်အမေအဲ့ဒါကြီးလေအဲ့ဒါရမသုံးဘူးဒါပေမဲ့စိတ်ထဲမှာအခုကြည့်ရတော့ဘာကြောင့် update တွေကိုသူများကြီးကြိုက်ကြလဲလို့ရှာကြည့်ရတော့အဲ့ဒါကြီးတွေ့တော့ငါဒီနှစ်တော့ download ဆွဲကြည့်မလားလို့တော့စဉ်းစားမိတယ်နောက် formula တွေပါတယ်ပေါ့နော်နောက်ပြီးတော့ insurance အဲ့ဒါတဲ့ formulary info ပါတဲ့အခါကျတော့တဲ့သူ insurance တို့နဲ့ cost တွေကိုလည်းသူက insurance နဲ့ပေါ့နော် insurance တော့လည်း helpful ဖြစ်တယ်ပေါ့နော် cost ဘယ်လောက်လဲဆိုတာလည်းသိနိုင်တယ်ပေါ့နော်အဲ့လိုပြောတာပဲမင်းတို့မသုံးဘူးဆိုတော့မသိဘူးဆိုတော့ maybe လိုက်နော်ဒီနေ့ထဲမှာလုပ်ကြည့်ပြီးတော့အဲ့လိုမျိုး drug interaction check လုပ်တာတို့ dosing information ရမလားပေါ့နော်အဲ့ဒါလုပ်ကြည့်မယ်လို့စဉ်းစားတယ်ဆိုတော့အဲ့3ခုရှိရပေါ့နော်အဲ့ဒါပြီးနောက် open evidence ရှိရ open evidence ကျတော့လေသူက journal တွေပေါ့ latest journal တွေပေါ့နော်ယမင်းကအဲ့ open evidence ကိုတော့ journal အတွက်သုံးတာများတယ်ဆိုတော့ရှာကြလို့ရှိရင်နောက်ဆုံးသိချင်တဲ့ information ပေါ့နော်ဆိုလို့ရှိရင်အဲ့ open evidence တွေကသုံးလိုက်တာများတယ်ဆိုတော့အဲ့ဒါအခုနောက်ပိုင်းသုံးကြတာဟာတွေပါနောက်ပြီးယမင်းအဲ့ထဲမှာအများတန်းထည့်ထားတဲ့စာအုပ်တွေရှိတယ်ထည့်ထားတယ်ပေါ့နော်မသိဘူးကိုကကြတော့အဲ့ဒီလိုမျိုး up to date ကတော့အများတန်းဖွင့်ထားတယ်အမြဲတမ်း computer ဖွင့်လိုက်တာနဲ့ up to date ကအမြဲတမ်းဖွင့်ထားပြီးသား up to date ရဲ့ dynamic ရဲ့အမြဲတမ်းဖွင့်ထားပြီးသားဒါပေမဲ့လက်ထက်မှာအဲ့လိုစာအုပ်တွေရှိနေလို့ရှင်လဲအဆင်ပြေရဆိုတော့လေစာအုပ်တွေအမြဲတမ်းထည့်ထားအဲ့ထဲမှာရှိတယ်ဘာတွေပါလဲဆိုတော့ hospital medicine အတွက်ပေါ့နော်ဒီ main hospital medicine အတွက်ကလေဒီစာအုပ်ကိုသုံးတယ်အဲ့ first year တုန်းက first intern year တောက်လျှောက်ကဒီစာအုပ်သုံးတယ်အဲ့တုန်းကသူက match ဖြစ်သွားလို့ရှင်သူတို့ကပေးတယ် discount ပေးတော့အဲ့ဒါလေမင်း sign နဲ့လုပ်လိုက်တယ် sign နဲ့လုပ်လိုက်ပြီးတော့အဲ့ဒီ lecture တွေကိုအများနဲ့ကြည့်တယ်တနေ့ lecture ပေါ့နော်သူ့ကိုကြိုက်တာတော့ကိုကဘာလဲဆိုတော့ तू က topic တွေကဖြစ်တယ်ကိုက concise
topic တွေကတော်တော်များများစုံတယ် hospital medicine အတွက်ပေါ့နော်တော်တော်များများအစုံပါတယ်ဆိုရင်မင်းအဲ့ထက်မှာကိုထည့်ချင်တာတွေကိုရှောက်ပြီးတော့အဲ့လိုမျိုးထည့်လိုက်တာပဲရှိတာဟို short of breath တို့ပါအကုန် short of breath ဒါကကြတော့ तू ကဒါ symptom နဲ့ပတ်သက်ပြီးတဲ့ဟာတွေပေါ့နော်ဘာ symptom တွေ့ရနိုင်လဲဆိုတော့တော်တော်များများအကုန်ပါတယ်မှာ delirium ပါတယ်နောက်ပြီးတော့ hemoptysis ပါတယ်နောက် fever တော်တော်များများပါတယ်ဒီမင်းအဲ့လိုမျိုးကြိုက်တယ်ရောतू ကဒါဆို AKI ဆို AKI ကိုလေးစင်တာတွေကိုစမှတ်ထားတယ်အဲ့လိုမျိုးတွေပေါ့ဒါကပြီးတော့ hyponatremia hypernatremia ဒါရအမြဲတွေ့ရမှာလीเนาะနောက်ပြီးတော့ GI bleed တို့ဆိုတော့လေဒီစာအုပ်တုပ်ကဒီကို save လုပ်လိုက်တယ်ထင်တာပဲဟို intern ရတော့ပေါ့เนาะပြတူလက်ချာကြီးကြည့်တယ်ဆိုတော့ဒါ online method ကတော့ for the hospital medicine တော့ပေါ့เนาะအဲ့ဒါပါတယ်အရှိမလဲသူ notes ရေးတာတို့ဘယ်လိုမျိုး present လုပ်ကမလဲတို့ဆိုတာမျိုးတွေတော့နည်းနည်းပါတော့သူပြောထားပေးတယ်ပြီးတော့ order တွေဘယ်လိုတင်ရမလဲ admission order ဘယ်လိုလုပ်ကမလဲပေါ့နော်ဟို you know family medicine မှာကြတော့လေသူကစပြီးတော့ first year ဟိုစကို program ကလူနေတယ်ဆိုတော့တနှစ်ဟိုသူကဆိုတာလေ PGY အခု2ဆိုလို့ရှိရင်4ယောက်ပဲရှိတာ4ယောက်ပဲရှိတာဆိုတော့တခါတည်းကြလို့ရှိရင်လေဒီကကိုယ့်ဘာသာကိုပဲရွာအောင်တယောက်တည်းပဲဒီလား hospital medicine လို့တယောက်တည်းပဲဘယ်သူမှအဖို့မရှိတော့ဟိုစပြီးတော့တခါတလေကြာရင်တော့ရှိတတ်တယ် medical student ရှိရယ်ကိုယ့်ရဲ့ core resident တွေရှိရယ်ဒါပေမဲ့များသောအားဖြင့်အကြောင်းတယောက်တည်းဆိုတော့လေဟိုဒီစာအုပ်လေးရှိနေတာကကြတော့အဆင်ပြေရလို့ထင်တယ်ပြီးတော့အဲ့အပြင်ကိုစာအုပ်လေးရှာအဆင်ပြေအပြင်နောက်တစ်ခုကကြတော့ order တွေလေသူကစထည့်ခိုင်းတယ်ဒီလားကိုယ့်ဘာသာကိုမင်း first year က first month first day မှာတည်းကဟို order ထည့်လို့ရတယ်အဲ့ဒါအရင်ကောင်းတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ order ကိုယ့်ဟာကိုယ်လေး admission order ထည့်လို့ရတယ်ဆိုတော့လေစိတ်ထဲမှာကိုယ် actually treating the patient ပေါ့နော် hospital medicine ကိုလည်းကြိုက်တယ်ဘာလို့လဲဆိုတော့လေ instant rewarding feeling ရတယ်ဒီလားကိုက patient တက်လာတယ်ဆိုရင်ကိုက treat လုပ်လိုက်တယ် admission မှာတည်းကကိုက plan လုပ်တယ်သူတို့ treat လုပ်ပေးတယ်သူနောက်နေ့မှာကောင်းသွားတယ်ဆိုလို့ရှိရင်အရင်ပြောတယ်ဆိုတော့အဲ့ဒါက hospital medicine ရဲ့အားကားတဲ့အချက်ပေါ့နော်ပြီးတော့အဲ့ဒီမှာဒါပါပဲနောက်မှအဲ့အကြောင်းဆက်ပြောမယ်တခြားနည်းများသွားမှာဆိုလို့ဆိုတော့မင်းဒါအသုံးတယ်နောက်တစ်ခုကဒီစာအုပ်အဲ့ဒါလေးမင်းဖတ်တယ်သူကလေဒါက hospital medicine အတွက်ပဲဒါ pocket notebook လေးပေါ့နော်အဲ့ထက်မှာအမြင်နဲ့ပါတယ်ဟိုလေပြမိရတခါအတန်းကြီးစာမေးရောသူစာမေးရဝါတော့သူ treatment မေးရသူ treatment မေးတော့လေကိုကဖတ်ထားတယ်တိလားဒါပေမဲ့သူလိုချင်တဲ့အဖြေကိုမရဘူးတိလားမှတ်မိတယ်ကိစ္စမပြောပြတော့သူလိုချင်တဲ့အဖြေကိုမရအောင်မင်းကတော့ဆုံးချမင်းဒီစာအုပ်ထဲရဟာကိုလေသူမရရဲ့တပြက်ဖတ်ခိုင်းတော့တပြက်ဖတ်ဆိုတော့အဲ့ဒါနောက်ဆုံးတော့သွားဖတ်ပြီးဒီစာအုပ်ထဲကအဖြေဟာအတိုင်းပြောလိုက်တယ်အဲ့ဒါလေသဘောကျတယ်ဆိုတော့ဒီစာအုပ်က maybe သိမလားတချို့တွေကချိုးတန်းနေဒီစာအုပ်ကိုကြိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ရစားပြီးတော့ဒီစာအုပ်ကအဲ့ထက်မှအမြင်နဲ့ပါတယ်အဲ့မှာပါတာပေါ့နော်အခုက digital kit ဆိုတော့လေဟိုကွန်ပျူတာဖွင့်လိုက်လို့ရှိရင်တော့အကုန်ကြည့်လို့ရတယ်ဆိုပေမဲ့လေကိုကစာအုပ်ကိုကြိုက်တော့အဲ့လိုမျိုးဒါကတော့ primary care အတွက်ပေါ့နော်ဒီ pocket medicine ဒီစာအုပ်လေးတောင်းတယ်အဓိကဒီစာအုပ်တွေကရင်းမှရှိရသုံးတာအထက်ကိုလေ reference အတွက်ပေါ့နော်ဟိုစာဘယ်လိုပြောရမလဲအင်းဘာကိုကြိုက်လဲဆိုတော့ဒီစာအုပ်တွေမှာဆိုရင်ဥမာ infectious disease နဲ့လာရဲဆိုရင်ယမင်းဘာတွေဥမာဆိုလို့ရှိရင်ဘာတွေရဲ့ differential ရှိတယ်ပေါ့နော်အဲ့ဒါသိလို့ရတယ်เนาะ musculoskeletal ဆိုရင်ဘာတွေ new headache ဆို headache ပေါ့နော်ဒီဟာကိုကြည့်လို့ရှိရင်ဟို topic တွေအကုန်လုံး cover ဖြစ်သွားတော့လေတကယ်လို့မျိုးပေါ့နော်ဘိုးရေးစက်အတွက်ပြင်နေပါညာဆိုလို့ရှိရင်တော့ငါဒီ topic တွေကိုဖတ်ထားရရှင်တော့အဆင်ပြေနိုင်တယ်ပေါ့နော်ဒီမျိုးခံစားရတာလည်းပါတယ်ကြိုက်ပါတယ်ဒီစာအုပ်ကလည်းအမြဲတမ်းဖွင့်တော့ဖွင့်ပြတယ်အမြဲဒါအဲ့ဒါအဲ့တော့အမြဲထည့်ထားတာဆိုတော့ဒီဟာပြီးတော့လို့ရှိရင်ဘာရှိလဲဆိုတော့ app တွေပေါ့နော် app တွေကကြတော့ဘယ် app တွေတုံးလဲဆိုတော့ Medcare လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒီမှာလေဟိုဟာလို့ရတယ် ASCVD score တွက်လို့ရတယ်နော် ASCVD score တွက်လို့ရတယ်နောက်တစ်ခုကကြတော့chatbot score တွက်လို့ရတယ်နောက် helpless score score တွေကိုတွက်လို့ရတယ် corrected sodium ငါးစားရတယ်နော်ဆိုတော့အဲ့ဒီဟာ Medcare ကလေ calculator လွယ်စရာစီမစခင်မှာ download ဆွဲထားပါအဲ့ဒါဟိုကိုလည်းအဲ့ဒါဘယ်သူမှကိုမပြော residency စသွားတော့မှလေ residency စတော့လည်းလေမင်းမသိဘူးအဲ့ဒီဟာသုံးလို့ရမှမသိဘူးတိလားတော့ကျွန်မဒါပေမဲ့အဲ့လိုမျိုးလေ download ဆွဲထားလို့ရတယ်ဆိုပေမဲ့လေတိလား residency download ဆွဲထားလို့ရတယ်ဆိုပေမဲ့ပေါ့နော် residency နဲ့ USMLE exam တွေဘာခွာလဲဆိုတော့ USMLE exam တွေကလေ multiple choice question တွေဆိုတော့လေအဖြေပေးစရာမလိုတဲ့မှာကိုကရွေးလိုက်အောင်မယ်ကိုထင်အောင်ရွေးလိုက်အောင်မယ်
residency မှာကျတော့အဲ့လိုမျိုးမေးခွန်းမေးတယ်လေကိုမေးလို့ရှိရင် multiple choice မလာဘူးဒီတိုင်းမေးလိုက်တာ what is AKI you have to answer ရဆိုတော့လေအဲ့လားလေးတွေကို articulate လုပ်ထားပါတော့ what is AKI what is pyelonephritis okay what is SIRS that's that general question လေးပေါ့နော်အများကြီးရှိတယ်ဆိုတော့အဲ့လိုဟာမျိုးလေးတွေပေါ့နောက်ပိုင်းတွေမှာလည်းကျွန်မစူးစမ်းပြီးတော့ topic လိုက်ကိုဘယ်ဟာမျိုးလေးတွေဖတ်သွားရင်အဆင်ပြေမလဲဆိုတာမျိုးshare လုပ်ပေးသွားမယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီမင်းနောက်တစ်ခုဘာသုံးလဲဆိုတော့ကကျ AHA ACLS up သုံးတယ်Code Blue ဆိုလို့ရှင်လေတခါကြီးကြောက်ရှင်အခြားစေးုံတွေမှာတော့မသိဘူးရမင်းတို့စေးုံမှာတော့လေကိုနဲ့ attend နေပဲရှင်ခါကြရင်ကိုတိုင်းကလည်း CPR ဝင်လုပ်ရတယ်နောက်ပြီးတော့ CPR ဝင်လုပ်ရတယ်ဆိုတော့ခါကြကိုလည်းနှုတ်စီရတယ်ပေါ့နော် attend ကလည်း manage လုပ်တယ်ပေါ့နော်ခါကြရင်ကိုကလည်းကိုကိုခွဲရတယ်ဒီလားအဲ့တော့လေရမင်းက AHA ACLS app ကို download ဆွဲထားတယ်အဲ့ဒီထဲမှာဆိုရင်ကြတော့သူ algorithm တွေပါတယ်ဆိုတော့အဲ့ဒါ very very useful ဖြစ်ပါတယ်အတင်တာအကုန်ပါပဲလောဆယ်တော့အခုချိန်ထိအဲ့ဒါတော့အကုန်ပဲပေါ့နောက်ထပ်ပြီးတော့share လုပ်ချင်တာရှင်လဲ share လုပ်သွားမယ်ဆိုတော့ဒါအကုန်ပဲပေါ့နော်ဆိုတော့အခုချိန်ထိကြည့်ပေးတဲ့လူတွေကတော့ကျေးဇူးတင်ပါတယ်ဆိုတော့နောက်ထပ်လည်းမင်းကိုကြုံရတဲ့ experience တွေနဲ့ဘယ်လိုမျိုးလေးတွေပြင်ထားပြင်ကောင်းမလဲပေါ့နော်ပြင်ထားရင်ကောင်းမလဲ topic like အဲ့ဒါမျိုးတွေကိုစူးစမ်းပြီးတော့ပြောပြပေးပါမယ်လို့